Let's go. ဟုတ်ပြီစိတ်ကလိုမျိုးမြက်ကဘလို့လေးပြင်ထားလဲဆိုတာတွေကိုခုခါရဲပြပေးမယ်ဒါကကျတော့မြတ်တို့အိစင်မတိုင်းကလေးမေမေတွေအချိန်အားတဲ့သူတွေဆိုရင်မနေ့တိုင်းမှာဒီအဆက်လေးသာစီးမယ်ဆိုရင်မြတ်တို့အချိန်9မိနစ်ထဲနဲ့အဆင်ပြေတယ်အခုမြတ်သုံးလိုက်တဲ့ဟာဖေးတိုနာသုံးပြီးတဲ့အချိန်တိုင်းမှာမြတ်တို့ကနှုတ်ရည်ကိုဘာကြောင့်မို့သုံးလဲဆိုတော့သူကမျက်နှာမှာရှိတဲ့ဆဲတိလေးတွေဖက်စားပေးပြီးတော့ဆဲလေးတွေပြန်လည်မွေးခွာလာအောင်လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်နှုတ်ရည်ကိုဒုတိယဆင့်အနေနဲ့မြတ်တို့မြစ်ဝက်ချံမသိတဲ့မှာဆိုရင်အများတိုင်းသုံးပေးဖို့လိုအပ်ပါတယ်ဝက်ချက်စီမှာတော့မသုံးနဲ့ပေါ့နော်ပြီးတော့ခါမှမြတ်တို့ကနေရောင်ချီတောင်ထွက်မထွက်ဘယ်ရာဒီကိုပဲရောက်ဆန်းခရိတ်လေးဖို့မမေ့နဲ့ဘာကြောင့်မို့အများတိုင်းမှာလဲဆိုတော့မျက်နှာမှာမလိုအပ်တဲ့တင်းအမဲပြောင်းမဖြစ်အောင်လို့ဒီဆန်းခရိတ်ကိုမြတ်တို့မဖြစ်မနေသုံးပေးဖို့လိုတယ်ကွယ်ဒါကြောင့်မို့ဆန်းခရိတ်ကိုမနေ့တိုင်းမှာသုံးပေးဖို့မမေ့ပါနဲ့ဒီဖယ်ရီဆန်းခရိတ်ကယောက်ျားလေးမိန်းကလေးအကုန်သုံးလို့ရတယ်ပြချင်းကွက်ချင်းလုံးဝမရှိဘူးမြတ်တို့အသားညိုတဲ့သူတော်မှသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ရေဓာတ်ဖြည့်ပြီးတော့တင်းအမဲစစ်ကင်းချင်ဒီ3မျိုးတစ်ဆက်ဆောင်တာဒါပေမဲ့မျက်နှာကကြည့်ရတာအဆင်မပြေနေဘူးကွယ်ဒါတော့မြတ်တို့ကဖယ်ရီကထုတ်တဲ့ list ဒီ9ယောက်ထဲမှာဒီနေ့ကြာတာပရင်းနေ့ဖြစ်တဲ့ကြောင့်မို့ကြာတာပရင်းနေ့အရာပန်းခင်းရောင်လေးကိုစိုးပါမယ်ဒီရောင်လေးอ่ะဆိုရင်တော့အရန်ကိုမှစားပြီးတော့သူကပန်းရောင်ဖိတ်လည်းမသွားဘူးနီရောင်ဖိတ်လည်းမသွားဘူးကွယ်အရောင်လေးအရန်မိုက်တယ်ကွယ်သူ့ကိုဘာကြောင့်မို့ဆိုလဲဆိုတော့မြက်ကတစ်ခါဆိုးထားပြီးတော့ထပ်ခါဆိုးရတာမကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ဒီ fairy list လေးကိုရွေးချက်ချင်းဖြစ်ပါတယ်ရှင်ပြီးပါပြီအဲ့တော့မနေ့တိုင်းမှာဒီ၄မျိုးတစ်ဆက်တာရှိမယ်ဆိုရင်မြတ်တို့မျက်နှာလေးလာမယ်မျက်နှာလေးလိုဝေးလေးနဲ့နှခမ်းနေလဲပူကြမလို့တာဖြစ်တဲ့အတွက်ကြောင့်မို့အိုက်စင်မေမေတွေအိုက်စင်မတွေစောင့်ထားပါရှင်